မြန်မာနဲ့အင်္ဂလိပ်ချင်းထိုင်းနိုင်ငံရဲ့ယောဂထိန်းချုပ်ရေးဌာန TDC ကအများပြည်သူကိုအရေးပေါ်သတိပေးချက်တစ်ခု2026ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယနိုင်ငံမှာနီပါဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ပွားနေတာထိုင်းနိုင်ငံတို့ကူးစက်ပြန့်နှံ့လာနိုင်ခြေကိုတားဆီးကာကွယ်ဖို့ One Health ကွန်ရက်နဲ့ချိတ်ဆက်ပြီးအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ထုတ်ပြန်ချက်အရနီပါဗိုင်းရပ်စ်ဟာတတိဆန်မှတစ်ဆင့်လူတို့ကူးစက်တတ်တဲ့ယောဂ zoonotic disease ဖြစ်ပါတယ်။ယောဂရှိတဲ့တတိဆန်နဲ့ထိတွေ့မိတာဒီဗိုင်းရပ်စ်ပိုးပါတဲ့အစားအစာကိုစားမိတာဒါမှမဟုတ်လူတဦးကနေအခြားတဦးကိုတိုက်ရိုက်ကူးစက်နိုင်ပါတယ်။အတီးစားလင်းတို့ fruit bats တွေဟာဒီဗိုင်းရပ်စ်ရဲ့ပင်မအရင်အမြင့်ဖြစ်ပါတယ်။လင်းတို့တွေဒါမှမဟုတ်လင်းတို့စီပေချန်နယ်အတီးနံတွေတတိရဥပမာထဲရည်တနိရည်တွေကနေအဆင့်ကူးစက်တာကိုအားရှားတိုင်းမှာအများဆုံးတွေ့ရတတ်ပါတယ်။နီပါဗိုင်းရပ်စ်ကူးစက်ခံရပါကလက္ခဏာမပြလာဖြစ်နိုင်သလိုပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာကနေဦးနှောက်ရောင်ရမ်းမှုအထိဖြစ်နိုင်ပါတယ်။ဒီဗိုင်းရပ်စ်ကူးစက်ခံရမှုရဲ့ကနဦးလက္ခဏာတွေအဖြစ်ဖျားခြင်းခေါင်းကိုက်ခြင်းကြွက်သားနာခြင်းလေချောင်းနာခြင်းနဲ့ပြုတ်အန်ခြင်းတို့ဖြစ်တတ်ပါတယ်။ယောဂပြင်းထန်လာပါကစိတ်ရှုပ်ထွေးခြင်းအင်းငိုက်ခြင်းတက်ခြင်းတို့ဖြစ်တတ်ပြီး24နာရီမှ48နာရီအတွင်းသတိမေမျောကိုမာတဲ့အထိဖြစ်နိုင်ပါတယ်။နီပါဗိုင်းရပ်စ်ကူးစက်ခံပြီးနောက်အသက်ရှင်သူ20%အထိဟာရေရှည်အာယုံကြောဆိုင်ရာပြဿနာတွေကြံခဲ့နိုင်ပါတယ်။နီပါဗိုင်းရပ်စ်ကသေဆုံးမှုနှုန်းအလွန်မြင့်ပါတယ်။ကူးစက်ခံရသူတွေရဲ့40%မှ80%အထိကသေဆုံးနိုင်ခြေရှိပါတယ်။အဆိုးဆုံးမှာဒီနေ့အထိနီပါဗိုင်းရပ်စ်အထွတ်တရားဝင်အတိအမှတ်ပြုထားတဲ့ကာကွယ်ဆေးဒါမှမဟုတ်ကုသဆေးလုံးဝမရှိသေးပါဘူး။ဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာကိုယောဂလက္ခဏာတွေကြည့်ပြီးသက်သာအောင်သာပြုစုကုသပေးနိုင်ပါတယ်။လူချင်းချင်းကူးစက်မှုမှာတော့အထူးသဖြင့်လူနာကိုပြုစုသူတွေနဲ့ဆေးရုံဝန်ထမ်းတွေမှာအထင်များတာကိုတွေ့ရပါတယ်။မြန်မာနဲ့အိန္ဒိချင်းထိုင်းနိုင်ငံမှာလူကိုကူးစက်မှုမတွေ့ရသေးပေမဲ့ပြည်တွင်းမှာရှိတဲ့အတီးစားလင်းတို့တွေမှာနီပါဗိုင်းရပ်စ်ရှိနေကြောင်းအထောက်အထားတွေတွေ့ထားရပါတယ်။နီပါဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးဒေါက်တာမိုးကျော်သူကတော့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာယခုလိုပြောကြားထားပါတယ်။မကြခင်မှာမြန်မာဆိုရှယ်မီဒီယာမှာပြန့်လာတော့မှနင်းလို့ကောလဟာလတွေမပြန့်ခင်ကြိုရေးပြီးထားတာပါ။အခုလောလောဆယ်စိတ်ပူရန်လုံးဝမရှိပါ။အတိုချုပ်ဖြိုအားရင်နီပါဗိုင်းရပ်စ်ကတုတ်ကလေးအမျိုးအစားလေးမှာပါတယ်။ကိုရိုနာလိုပဲလင်းနုကစတင်ပါတယ်။အရေးကြီးဆုံးအချက်တွေပဲလိုရင်းရေးပေးလိုက်ပါတယ်။တဲ့လူချင်းကူးစက်ပါတယ်။ချောင်းဆိုးနှက်ချေတွေးတလစ်စီးဝါနဲပေါင်းများစွာနဲ့ကူးစက်နိုင်ပါတယ်။နဲ့တုတ်ကလေးလက္ခဏာအတိုင်းဖြစ်ပါတယ်။ဖျားခြင်းကိုလက်ကိုက်ခဲခြင်း၃ဒီဗိုင်းရပ်စ်ကအန်ဒီရကြီးတဲ့အမျိုးအစားထဲမှာပါပါတယ်။ဖြစ်ရင်အသေးအပြောက်များပါတယ်။၄တယောက်ဖြစ်ရင်တအိမ်လုံးကူးနိုင်တဲ့အတဖြစ်တယ်လို့သတင်းရရင် quarantine လုပ်ဖို့လိုအပ်ပါတယ်။၅တောက်ဆေးထိုးဆေးမရှိပါကာကွယ်ဆေးမရှိပါထက်တာအောင်အဖျားကျက်ဆေးကြိုက်ခဲနေရင်အကြိုက်ခဲဘလော့ဆေးအပြင်းစားများတောက်ဖို့လိုအပ်ပါတယ်။အခုလောလောဆယ်လုံးဝစိတ်ပူရမရှိပါ။အနည်းဆုံးစောင့်ကြည့်